မှာကတော့ဟိုတယ်ဟုတ်မယ်ထင်တာပဲဟိုတယ်ဖြစ်ပါတယ်ဟိုတယ်မှာဘာလို့ရှိရဲဆိုတော့အမလေးဟဲ့ညနေပြီပြောညနေပြီခဏလေးပေါ့နော်ကျွန်တော်လည်းမညပါလို့ပြန်သွားပါမယ်ခဏလေးနော်အနာကဘွားရဲ့အိမ်နားမှာထင်တာပါပဲကန်းကြီးနားမှာပေါ့နော်ကန်းကြီးနားမလို့ဒါလားမဟုတ်ဘူးဗျနိုင်ပေါ့နော်ညပါလို့စမယ်ဒီမှာပါသူဆောက်ထားတဲ့လူကတော့ခွက်တင်ပေးပါတယ်ဒီမှာပါဟိုတယ်လို့ပြောရမှာပေါ့ဟာကြီးလားအရေးကူးကန်ကျင်းဆော့ပြမယ်ပေါ့နော်မဆော့တူတယ်ကိုပေါ့ထည့်လိုက်ပေါ့ဒါတော့ကျင်းဆော့နိုင်ဖြစ်ပါတယ်ကဲဒီမှာအဲ့အမှန်လို့မြပါအောင်ဒီမှာထိုင်လို့စမ်းကြည့်ပဲဒါရဒီမှာအားလုံးရှိရပေါ့နော်အခန်းလားဘာလား ID လေးရဒီမှာပါအပေါ်တက်တရားမရှိဘူးနဲ့တူပါပဲမသိဘူးနိုင်တော့ကျွန်တော်ပြန်ဒါလေးပါအဲ့လိုမြင်မှန်းနာပါပဲဒီကတက်လို့ရရပါတော့ဒီမှာပါများတိုးအိမ်နာအများတိုးအိမ်နာဟိုတယ်မှာနေလို့လားဗျဒီမှာအများတိုးအိမ်နာတော့မရှိဘူးကိုအိမ်နာနဲ့ကိုနေပစ္စည်းတရားကိုပေါ့ကိုထက်ဓာတ်လေကားကသုံးမရဘူးအဆုပ်ကြီးဘာမှလုပ်နေနဲ့ဘာမှမရဘူးဒီတော့မိုက်ဘူးကြွားမယ်ဗျအပြင်ဘိုင်းလေးကတော့ဆင်ပြေပါတယ်ဒီနေရာလေးပေါ့နော်မင်းကတော့ဝင်းကတော့ကုန်ရပါတယ်ဗျဟွာလေးပဲပစ္စည်းတွေမပါတာလေးပဲပြန်ကြည့်နေကုန်ပါတယ်ဒီကူးကန်နဲ့ပါတယ်ပေါ့နော်ဒူးတွေပါတွေကတော့ကိုပေါ့ကိုထည့်လိုက်ပါမှာဒါဒီလို6ကြီးချက်ဒီမှာကျွန်တော် over တိတ်တော့ပြောပါမယ် over လောက်တာမဟုတ်ပါဘူးဒီမှာပါအများကြီးရှိပါတယ်ဒီလိုလဲဒီနောက်မှရက်ပါမယ် bye bye